สวัสดีค่ะยินดีต้อนรับสู่นมัสการเช้าของคริสตจักรไซออนเมียนมาแบปติสต์ค่ะစီအောင်မြန်မာနေ့ချင်းခရင်အသင်းတော်မဟာချိုင်မနနဲ့အာယုံကူကွယ်ကူပြုခြင်းအစီအစဉ်မှာဂျာနာဖို့ရင်အတွက်နှုတ်ကပတ်တမန်ကျမ်းစာတစ်ပိုက်ကိုဖတ်ကြားပါမယ်ရှမတ်တခရင်အခန်းကြီး6အခန်းငယ်6သင်သည်ဆုတောင်းသောအခါစိတ်ညစ်ရာအခန်းသို့ဝင်၍တကားကိုပိတ်ပြီးမှမထင်ရှားသောအရနတ်ရှိတော်မူသောသင်အဘကိုဆုတောင်းတော်မထင်ရှားသောအရာကိုမြင်တော်မူသောသင်၏အဘသည်အကျိုးကိုထင်ရှားစွာပေးတော်မူလက်တံဆုတောင်းခြင်းနဲ့သက်ဆိုင်ပြီးတော့သခင်ယေရှုကကျွန်တော်တို့ကိုဆုံးမသွန်သင်တော်ဒီနေ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဆုတောင်းတဲ့အခါမှာဖခင်သခင်သိဖို့ဖခင်သခင်စီကိုရောက်ဖို့အဓိကဖြစ်ပါတယ်လူတွေသိဖို့ကအဓိကမဟုတ်ပါဘူးယနေ့ခေတ်မှာတော့ဒီလူတွေသိဖို့ရန်အတွက်ဤအမျိုးမျိုးနဲ့လှုပ်ဆောင်နေကြပါတယ်ယနေ့ကျွန်တော်တို့ရဲ့အသင်းတော်ရဲ့ရည်ရွယ်ချက်ကတော့သဖြင့်ငွေနေရတတဝအပေါင်းကိုဘုရားသခင်ရဲ့နှုတ်ကပတ်သမတ်တရားရောက်ဖို့ကိုယ့်ရဲ့ဆုတောင်းခြင်းတွေရောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်တွေအကြောင်းပြကြခြင်းနဲ့လုပ်နေပါတယ်ဒီကျွန်တော်တို့ကိုယ်တိုင်ကစပြီးတော့လှုပ်ဆောင်နေပြီးတော့စိတ်အားထက်သန်စွာလှုပ်ဆောင်နေတဲ့အရာတွေများစွာရှိပါတယ်။သခင်ရှိရတော့ဆုတောင်းတဲ့အခါမှာစိတ်ညစ်ရအခန်းကိုဝင်ပါတကားကိုပိတ်ပါလူတွေသိစေရမလို့ပါဘူးလူတွေသိဖို့ရလည်းအရေးမကြီးပါဘူးကျွန်တော်ဘဝအသက်တာမှာဖရာသခင်စီမှာတောင်းတာဖြစ်ပါတယ်လူတွေမှာတောင်းတာမဟုတ်ပါဘူးမလိတ်တပတ်နဲ့လူတွေမှာဒီနေ့ဖျားစီမှာတောင်းသလိုလေလူတွေမှာလက်တောင်းတာမဟုတ်ပါဘူးအဲ့အတွက်ကြောင့်ဖျားသခင်ကကျွန်တော်တို့ယုံကြည်ခြင်းကျွန်တော်တို့ရဲ့အာရုံပြုခြင်းကျွန်တော်တို့ရဲ့ဥထိတ်ထားခြင်းကဖျားသခင်နှစ်သက်တဲ့အတွက်ကြောင့်စိတ်ညစ်ရအခန်းကိုဝင်ပြီးတော့ဆုတောင်းပါဒီနေ့မထင်ရှားသောအရနဲ့ရှိတဲ့ဖျားကိုဆုတောင်းဖို့ရန်အတွက်ဒီသခင်ယေရှုကမိန့်ကြားပါတယ်အဲ့လိုတောင်းလို့ရှိရင်အကျိုးကိုထင်ရှားစွာပေးမယ်ဆိုပြီးတော့သခင်ယေရှုရဲ့ဆုံးမသွန်သင်ချက်ကကျွန်တော်ပြန်လဲပြီးအသက်တာမှာလိုက်လျှောက်ဖို့ဖြစ်ပါတယ်ကျွန်တော်တို့လူသိခြင်းသောဆုတောင်းချက်ဖြစ်စေချင်တာလားပေါ်ပူလာဖြစ်စေသောဆုတောင်းချက်ဖြစ်စေတာလားဘုရားသခင်ရှေ့တော်မှာကိုရောက်သောဆုတောင်းချက်ဖြစ်စေချင်တာလားဒါဆိုလို့ရှိရင်ကျွန်တော်အခန်းတကားကိုပိတ်ဝင်ပြီးတော့စိတ်ညစ်ရအခန်းမှာဘုရားသခင်မှာယုံကြည်စွာဖြင့်တောင်းလျှောက်ပြီးတော့ဘုရားသခင်ပြည့်လဲပြည့်စင်ပေးသောထင်ရှားသောအကျိုးကိုကျွန်တော်အသက်တာမှာခံစားရရှိပါစေကြောင်းအနေငယ်ဝင်ငါပါတယ်ကျမ်းနာသူအလုံးဘုရားသခင်ကောင်းကြီးပေးပါစေဘုရားသခင်ယနေ့နေ့အတွက်ကြီးတော်ချီးမွမ်းပါတယ်ကျွန်တော်နေ့နေ့အသက်တာအနံ့ပါတယ်ကျွန်တော်တို့အလုပ်သွားအလုပ်ပြန်လုပ်ငန်းခွင်ထဲမှာသွားခြင်းလာခြင်းအမှုရာအလုံးမှာကောင်းကြီးပေးပါဒီနေ့တင်တော်မှာရှိတဲ့အသင်းသားများအလုံးကိုကောင်းကြီးပေးပါဒီနေ့ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာပြည်သူသားအလုံးကိုကောင်းကြီးပေးပါမြန်မာပြည်မှာရှိတဲ့မြန်မာပြည်သူတွေများလည်းကောင်းကြီးပေးလို့ကမ္ဘာအနှံ့မှာရှိတဲ့မြန်မာပြည်သူသားတို့ရဲ့လုပ်ငန်းဆောင်တာပေါ်မှာကောင်းကြီးပေးပါဆက်လက်ပြီးဖျားသခင်လမ်းပြအုပ်စုကောင်းကြီးပေးပါနည်းနည်းအချိန်မှနေ့လေနေဝေမိုးချို့တည်တဲ့အောင်ဘုရားသခင်လမ်းပြပို့ဆောင်ပါမိကြောင်းသခင်ယေရှုခရစ်တော်ဖျားနာမ၌ဆုတောင်းပါ၏အဖဘုရားသခင်ရဲ့မြတ်တာတော်သခင်ယေရှုခရစ်ရဲ့ကျေးဇူးတော်တန်ရှင်သောဝိညာဉ်တော်ဖျားရဲ့မိတ္တာဖွဲ့ခြင်းသည်ဒီနေ့နိုင်ငံတကာရရှိလက်ရှိတဲ့မြန်မာပြည်သူပြည်သားများဆက်ဆံလက်ရှိတဲ့ညီကိုမောင်နှမများကျွန်တော်ကျမတို့အားလုံးတို့ပေါ်သို့ယခုမှစ၍ကာလအစဉ်မြဲတက်ရောက်တည်ရှိတည်နေပါစေသောအာမင်